ရိုးရိုးထမင်းကြော်ပဲစားရတာညီငွေ့နေတဲ့သူတွေအတွက်ဒီနေ့မှာတော့မရှုထမင်းကြော်ကြော်နီလေးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာအိမ်မှာပြည်ကြီးငါးတွေရှိနေတာနဲ့ပြည်ကြီးငါးပါသုံးလာလိုက်ပါတယ်တုံရမ်းနှစ်ကိုဝယ်ရလွယ်တဲ့ခနောအနှစ်တုံလေးတွေသုံးမယ်ဆိုရင်လည်းရပါတယ်ခင်ဗျာရှင်းနွေးလေးနည်းနည်းထည့်ပေးပါမယ်ခုဆိုရင်တော့အားလုံးပြင်ဆင်ပြီးပြီဖြစ်တဲ့အတွက်ထမင်းကြော်စားကြော်ပါတော့မယ်ပထမဆုံးကြက်သွန်ဖြူနီစပလင်နဲ့ငရုတ်သီးကြိတ်ထားတာတွေကိုအရင်စီတက်ပါမယ်စီတက်တာလေးမွေးလာပြီဆိုရင်တော့နှက်ထားတဲ့အသားတွေထည့်ကြော်ပါမယ်မကတ်တဲ့အိုးဆိုရင်တော့အသီးရွက်ပါတစ်ခါတည်းထည့်ကြော်လို့ရပါပြီမနေ့ကချက်ထားတဲ့ထမင်းချမ်းကိုထည့်လိုက်ပါမယ်။ကျော်ထားတဲ့တုံရမ်းနဲ့လောင်းထည့်ပြီး10မိနစ်လောက်ဆက်မွေပြီးရင်တော့ရမ်းကိုစားကောင်းတဲ့တုံရမ်းထမင်းကြော်တွေရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ။